ငွေကြေးဖောင်းပွားမှုဒီတူရကီနိုင်ငံမှာဖြစ်နေတော့ကြာပြီအားလုံးပဲမင်္ဂလာပါဗျာဒီဘလော့ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့ဗီဒီယိုလေးမှာတော့ဒါကျွန်တော်တို့မြန်မာနိုင်ငံကနေပြီးတော့တူရကီကိုကျောင်းလာတက်မယ်ဖြစ်အလုံးနဲ့ပဲလာမယ်ဖြစ်ပေါ့နော်ကျွန်တော်တငယ်ချင်းတွေတို့မရှိမနေထည့်စဉ်းစားမယ်ရပါတော့ဒီကတော့ငွေကြေးဖောင်းပွားမှုနဲ့ကုန်စည်နှုန်းပြဿနာအကြောင်းလေးကိုကျွန်တော်ထည့်ပြီးပြောပြပေးမယ်ဒီကတော့တစ်ခုနဲ့တစ်ခုဆက်ဆက်နေပါတယ်ကျွန်တော်ငွေကြေးဖောင်းပွားတဲ့အတွက်ဒီကုန်စည်နှုန်းတွေတက်လာတယ်အဲ့နောက်မှာဒီငွေတန်ဖိုးကရော့ကျလာတယ်ပေါ့နော်အဲ့ဒါလေးကိုကျွန်တော်ရောက်တဲ့2023ဆယ်လပိုင်းကနေပြီးတော့ကျွန်တော်အခု2025ဒီနေ့ချိန်ထိကိုကျွန်တော်ကြုံတွေ့ရမယ့်အတွေ့အကြုံလေးတွေနဲ့ပေါ့နော်ကိုယ်ပိုင်တွေ့ရတဲ့အတွေ့အကြုံလေးတွေနဲ့ဒါပြောပြသွားမှာဖြစ်တယ်ကျွန်တော်ရောက်ခါစားကဒီတူရကီငွေရေတန်ဘူးဘူးသေးတဘူးဆိုရင်ကျွန်တော်9လီတာရှိရပါဗျာ9လီတာဆိုမြန်မာငွေနဲ့တွက်မယ်ဆိုရင်အနည်းဆုံး900ကျော်နဲ့600ဝန်းကျင်မှာရှိတယ်အခုချိန်မှာဆိုရင်တော့ကျွန်တော်ဒီတဘူးက15လီတာဖြစ်သွားပြီပေါ့နော်1500ကျော်သွားပြီဘူးအသေးပေါ့1လီတာဘူးမဟုတ်ဘူးကျွန်တော်ထင် 0.25 လီတာလောက်တော့ရှိမှာဗျတခြားသတိမထားမိဘူးပေါ့နော်အဲ့ဒါပဲကျွန်တော်ဘာရှိလဲဆိုတော့ဒီပို့ဆောင်ဆက်သွယ်ရေးနဲ့ပတ်သက်တဲ့မထရိုရှိမယ် bus တွေရှိမယ်ဒါကျွန်တော်ရောက်ခါစားကတော့15လီတာဝန်းကျင်လောက်ရှိမယ်ကျွန်တော်အခုချိန်မှာဆိုရင်တော့ဒါ2025မှာဆိုရင်တော့29လီတာဖြစ်သွားပြီပြောချင်တာကျွန်တော်ဒီတစ်နှစ်ခွဲနှစ်အတွင်းမှာကုန်စည်နှုန်းတက်တာကြီးကကျွန်တော်ရန်ကြောက်စရာကောင်းနေတယ်အဲ့ဒါလေးကျွန်တော်ပြန်ပြီးစဉ်းစားတင်တဲ့အထက်မှာပါတယ်ဘာလို့ကျွန်တော်ကုန်စည်နှုန်းတွေတက်လဲပေါ့နော်ငွေကြေးဖောင်းပွားမှုတွေဖြစ်လဲဆိုရင်တော့အဓိကတော့ကျွန်တော်ဒီအစိုးရကဒီလုပ်ငန်းရှင်တွေကိုဒုနှုန်းနည်းနေပေါ့နော်ကျွန်တော်ဒီ TCMB ဆိုတဲ့တူရကီဗဟိုဘဏ်ပေါ့နော်ဗဟိုဘဏ်ကနေပြီးတော့ကျွန်တော်လုပ်ငန်းရှင်တွေကိုပတ်စံတွေချီးပြီးတော့အဲ့အကျိုးသက်ရောက်မှုတွေကနေပြီးတော့ကျွန်တော်တူရကီနိုင်ငံမှာငွေကြေးဖောင်းပွားမှုတွေဖြစ်နေတယ်အဲ့ငွေကြေးဖောင်းပွားမှုနဲ့အတူကျွန်တော်ဒီကုန်စည်နှုန်းတွေကလည်းဒါလိုက်တက်နေပေါ့နော်ဒီငွေကြေးဖောင်းပွားမှုရဲ့နိုင်ငံရေးပြဿနာတွေလည်းရှိရခါတူရကီနိုင်ငံရဲ့ငွေတန်ဖိုးကလည်းကျဆင်းနေတယ်ကျွန်တော်ရောက်ခါစားပေါ့နော်2023ဆယ်လပိုင်းဝန်းကျင်လောက်ကကျွန်တော်$1ဆိုရင်တူရကီလီရာပေါ့နော်လီရာ29လီရာလောက်ရှိတယ်အခုချိန်မှာဆိုရင်တော့ကျွန်တော်ဒါ38နဲ့39လီရာဝန်းကျင်လောက်ဖြစ်သွားပြီငွေတန်ဖိုးတွေလည်းကျနေပေါ့နော်ဒီကြားမှာမသိတိုင်းမှာအခုလည်းနော်2025လဆန်းပိုင်းလောက်မှာပေါ့နော်ဒီတူရကီရဲ့အစ္စတန်ဘူလ်ဝန်ကြီးချုပ်အန်ခံရတဲ့နောက်မှာတော့ငွေတန်ဖိုးကျတာကြီးကနည်းနည်းတိတာသွားပြီပေါ့နော်ဆိုရမသိဘူးလားဆိုတော့တိတယ်အဲကြောင့်ဒီချင်းချုံမှုတွေလုပ်တယ်ပေါ့နော်ဒီ2023ဝန်းကျင်မှာTCMB ပေါ့နော်ဒီတူရကီရဲ့ဒီဗဟိုဘဏ်ကအတွန်းနှုန်းလေးမြင့်ပြီးကောက်ခံတာရှိတယ်ဒါပေမဲ့ဒီချိန်ထိအကျိုးသက်ရောက်မှုကမတွေ့ရသေးဘူးကုန်စည်နှုန်းတွေကတော့မြင့်သေးဖြစ်တယ်ငွေကြေးပေါင်းပွားလာတာနဲ့အမျှစားသောက်ကုန်စိတ်တွေကြီးလာတယ်နေထိုင်မှုအတွက်သင်္ကားစိတ်တွေအင်ချမ်းမီပေါ့အဲ့ဒါတွေဈေးကြီးလာတယ်အဲ့နောက်မှာကျွန်တော်ဒီပို့ဆောင်ဆက်သွယ်ရေးအတွက်လည်းမထရိုကားတွေကားကားတွေပေါ့နော်တင်မောကားတွေကျွန်တော်ဈေးတက်လာတယ်အဲ့ဒါအခုချိန်ထိမရသေးဘူးတက်ဆဲပဲဖြစ်တယ်ကျွန်တော်မှတ်မှတ်ရ2024ရေကောက်ပွဲမတိုင်ခင်မှာတလပိုင်းတော့ဖြစ်မယ်ပေါ့နော်အလုပ်ရပေါ့နော်လစာရဲ့40%ကိုတူရကီဆိုရတိုးပေးတာမျိုးရှိတယ်အဲ့လိုတိုးပေးရဆိုပေမဲ့အဲ့ရပေါ့နော်ဒီအကျိုးသက်ရောက်မှုတွေကပတ်သက်ကုန်တွေကျွန်တော်နောက်ပြီး transportation ကားတွေကလည်းတိုးပြန်တူဒီကုန်စည်နှုန်းတွေလည်းထက်တက်လာတာရှိတယ်တူရကီကိုလာဖို့ပေါ့နော်စဉ်းစားရဆိုရင်တော့အခုငွေကြေးဖောင်းပွားမှုနဲ့ကုန်စည်နှုန်းတွေကိုလည်းဒါထည့်ပြီးစဉ်းစားမှတင်မှာပါတယ်။ဒါကြောင့်မို့လို့တူရကီနိုင်ငံကိုလာမယ်ဆိုရင်တော့ကျွန်တော်ငွေကြေးဖောင်းပွားမှုနဲ့ကုန်စည်နှုန်းတွေကိုတစ်ချက်စဉ်းစားပြီးတော့လာခဲ့ပါ။ဟုတ်ကဲ့ပါဒီနေ့ဗီဒီယိုလေးတော့ဒီလောက်ပါပဲကျွန်တော်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်။နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါဦးမယ်။